Hello အမျိုးတို့ရေအခုကျွန်တော်တို့ရောက်နေတဲ့နေရာကတော့အမေရိကရဲ့အာကစားအဝယ်စားတွေရောင်းတဲ့နေရာဖြစ်ပါတယ်ဒီမှာတစ်ချက်လောက်ရှိုးလိုက်ရောတော်ဘယ်လောက်စိတ်ကြီးလဲဆိုတာနော် Yeah. ဒီအမေရိကမှာလေဒီလိုမျိုးအာကစားအင်ဂျီဆိုလို့ရှိရင်တော်လေးစိတ်ကြီးပါတယ်ဒါကဆိုင်ဟာကိုပန်ဆန်အသေးလေးပဲပါသေးတယ်ဒီမှာတော့မှလေဘလောက်စိတ်ကြီးလေဆိုရင်ဒီအင်ဂျီတစ်ထည်ကိုဒေါ်လာ100ပေးရပါတယ်ဒီအင်ဂျီအကစားအင်ဂျီစပိုရှက်တစ်ခုကိုတစ်ထည်ကိုပေါ့နော်ဒေါ်လာ100ဒီပိုလုံးကန်တဲ့ဒီဖက်နက်တွေဆိုရင်200ကျော်ရှိရနော်200ကျော်300 500ထိရှိပါတယ်နော်တော်လေးစိတ်ကြီးပါတယ်ဒါကျွန်တော်သမီးလေးကအာကစားအင်ဂျီကြိုက်တယ်ဆိုလို့တွားဝယ်ပေးတာဖြစ်ပါတယ်